တရုတ်လယ်သမားတွေရေခတ်တဲ့အခါဘာကြောင့်မြက်ပင်ကိုထောင်ထားရတာလဲခုမှမြင်ဖူးသူတွေကတော့ဘာမှန်းသိချင်မှသိကြပါလိမ့်မယ်တချို့ကဒီလိုလုပ်တာရေတွေညစ်ပတ်အောင်လုပ်နေတာလို့ထင်ကြပါလိမ့်မယ်ဒါပေမဲ့တင်ထင်တာနဲ့တခြားစီပါပဲဒါဟာ2000ပေါင်းများစွာကလက်ဆင့်ကမ်းလာတဲ့အစွတ်လာတစ်ခုဖြစ်ပါတယ်တောင်ကျဆန်းရည်တွေဟာကြည့်ရတာတော့ကြည်လင်ကာတန်ရှင်းနေပုံရပါတယ်ဒါပေမဲ့အောက်ခြေမှာတော့အနေနစ်တွေနဲ့အမိုက်တရိုက်တွေရှိနေပါတယ်ဒါကိုရေတိုက်ရိုက်ခတ်ထည့်မယ်ဆိုရင်တော့ရေပုံးလှုပ်လိုက်တာကြောင့်ရွှွန့်တွေနဲ့ရေဟာနောက်ကျသွားနိုင်ပါတယ်ယခုကဲ့သို့မြက်ပင်ထည့်လိုက်မယ်ဆိုရင်တော့အရွက်ချောက်တွေနဲ့အမိုက်တရိုက်တွေအဲ့ဒီနေရာတစ်ဝိုက်မှာရှင်းလင်းပြီးသားဖြစ်သွားကပိုးမွားတွေကိုလည်းထိမ့်လန့်ပြေးသွားစေပါတယ်ဒီလိုပြုလုပ်ခြင်းအပြင်ကြည်လင်တဲ့ရေကိုရရှိစေပါတယ်။မြက်ပင်ဟာသဘာဝရေရဲ့တန်းစင်မှုကိုစစ်ဆေးပေးပါတယ်။ယင်းဟာရေတန်းစင်မှုအဆင့် pH နဲ့ဓာတုပစ္စည်းပါဝင်မှုကိုအလွန်တုံ့ပြန်မှုကောင်းပါတယ်။ရေတန်းစင်မှုမရှိရင်မြက်ပင်ဟာအယောင်ပြောင်းကချက်ချင်းညှိုးနှံသွားပါတယ်။ဒါဟာလူတွေကိုမတန့်ရှင်းတဲ့ရေတွေမတောင်းမိစေဖို့တတိပေးခြင်းဖြစ်ပါတယ်။ဒါအပြင်မြက်ပင်ဟာရေမျက်နှာပြင်ပေါ်မှာရှိတဲ့ဖုံမှုအညစ်အကြေးတွေကိုကွဲထွက်သွားစေပြီးပုံမိုတန့်စင်တဲ့ရေကိုရရှိစေပါတယ်။ဒါကိုရှေးရခင်ကလေးကကျင့်သုံးလာခဲ့ကြပြီးယနေ့ခေတ်ရေတန်းစင်ဆက်တွေထက်ဂေဟစနစ်ကိုပုံမိုအကျိုးပြုပါတယ်။ဓာတုပစ္စည်းကင်းတဲ့ရှေးရခင်ကနီလန်တစ်ခုဖြစ်ပါတယ်